သူမဟာခွက်ထဲကိုအကျွေးစစ်လေးတွေထည့်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စစ်ဆက်လက်စွပ်လေးပါအထဲကိုကျသွားခဲ့တာကိုတော့သူမသတိမထားမိခဲ့ပါဘူး။တောင်းစားသူကအဲ့ဒီလက်စွပ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့မျက်လုံးကိုသူတော်မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ရတနာဆိုင်တစ်ဆိုင်ကဒီလက်စွပ်ကိုဒေါ်လာ4,000နဲ့ဝယ်မယ်လို့ကမ်းလှမ်းခဲ့ပြီးဒါဟာသူ့ဘဝတစ်ကိုစတင်ဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်လိုက်ရင်သူ့ဘောစေတနာထားခဲ့တဲ့တူးလေးသောလူကိုတစ္ဆာဖောက်ရရောက်သွားပါလိမ့်မယ်။ဒါကြောင့်သူဟာလက်စွပ်ကိုတင်ထားပြီးသူတို့ပထမဆုံးဆုံခဲ့တဲ့နေရာလေးမှာပဲခေါင်းလိုက်ဆိုင်နဲ့စောင့်နေခဲ့တယ်။နောက်ဆုံးသူမပြန်ရောက်လာတဲ့အချိန်မှာတော့သူမစီကဘာတစ်ခုမှပြန်မတောင်းပဲလက်စွပ်ကိုလက်ထဲရောက်ပြန်ပေးခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာအရန်ကိုစိတ်လှုပ်ရှားဝမ်းသာသွားပြီးသူ့အတွက်ဒေါ်လာ2 သိန်းနီးပါးထိရောက်အောင်အလူငွေတွေကောက်ခံပေးခဲ့ပါတယ်။ဒါဟာလက်စွပ်တန်မိုးထက်အစပေါင်း50မကပိုများတဲ့ပမာဏပါ။နောက်ဆုံးမှာတော့သူဟာအိမ်တလုံးဝယ်နိုင်ခဲ့ရုံတင်မကပဲလူချင်းကွဲကွာနေတဲ့သူ့ရဲ့မိသားစုဝင်တွေနဲ့ပါပြန်လည်ဆုံစည်းခွင့်ရသွားခဲ့ပါတယ်။ဒါတွေအားလုံးဟာသူမှန်ကန်တဲ့လမ်းကိုရွေးချယ်ခဲ့လို့ရရှိလာတဲ့ရလဒ်တွေပဲဖြစ်ပါတယ်။